ဒီဇလန်လေးကအန်နာဆိုတဲ့ကောင်မလေးချော်လဲပြီးခေါင်းထိသွားရကန်ဒီစတာပါပဲအဲ့ဒီအချိန်ကစားပြီးသူ့ကိုသူလုံးဝကိုပြီးပြည့်စုံတဲ့မီမချောလေးဖြစ်ပြောင်းလဲသွားပြီလို့အခိုင်အမာယုံကြည်သွားပါတော့တယ်လက်မောင်းတွေကိုကြည့်လိုက်ဘိုက်ကိုစမ်းကြည့်လိုက်နေပေါ့တကယ်တမ်းကအရာအားလုံးကအရင်တိုင်းပါပဲဒါပေမဲ့သူ့မျက်လုံးထဲမှာအလှတရားတွေကြီးပဲမြင်နေရတယ်မှန်တဲကြည့်ပြီးသူတော့မယုံနိုင်ဘူးဖြစ်နေတာမှန်တဲကမိမလာလဲကငါပဲဆိုပြီးစိတ်တွေအရန်လှုပ်ရှားနေတာပေါ့ချက်ချင်းပဲသူ့ရဲ့အကြိုက်ဆုံးအင်ဂျီကိုထုတ်ပစ်လိုက်တယ်သူ့ဘက်ဝင်းချင်းကကဘာကြီးပြောင်းလဲသွားပြီလို့ကိုယုံကြည်သွားတာဒီလိုအတိရလိုက်တဲ့ယုံကြည်မှုတွေနဲ့ fashion company တခုကိုသွားပြီးအလုပ်သွားရှောက်ရုပ်တရက်ကြီးကိုပို့ပြီးပွင့်လင်းရဲတင်လာပြီးချောတဲ့ကောင်လေးတွေကိုတော့ရဲရဲဝံ့ဝံ့စကားသွားပြောနိုင်တဲ့ဒီတက်တီတွေရှိလာတယ်အဝတ်လျော်ဆိုင်ရုပ်တော့ကောင်လေးတယောက်ကသူ့အဝတ်တွေယူဖို့ပေါချာနံပါတ်လာမေးတာကိုသူ့ဖုန်းနံပါတ်လာတောင်းနေထင်ပြီးချက်ချင်းကိုဖုန်းနံပါတ်ပေးလိုက်ရုံမကဘူးနောက်နဲ့တွေ့ကိုပါချိန်လိုက်သေးတယ်အလုပ်အင်တာဗျူးနေ့ရောက်တော့လဲအပြည့်ပြောစရာမရှိယုံကြည်မှုရှိတဲ့ပုံစံနဲ့သွားတာပေါ့အင်တာဗျူးတဲ့သူကအဲ့ဂျိုနီယာနဲ့မကိုက်ဘူးလို့ပြောတော့အန်နာကဒါအရေးကြီးဆုံးအလုပ်ငငယ်ကလေးကသူ့ရဲ့အိမ်မက်ပါဆိုပြီးအတင်းပြောတယ်အင်တာဗျူးသမားကခေါင်းခါပေမဲ့အထွေထွေမန်နေဂျာကတော့သူ့ကိုသဘောကျသွားပြီးချွင်းချင်အနေနဲ့အလုပ်ခတ်လိုက်တယ်အလုပ်ခွင်မှာလဲအန်နာကချင်းချင်းကိုအသားကျသွားတယ်သူ့ပုံစံကြောင့်ကလိုင်းရနေအန်အောသွားကြပေမဲ့သူကတော့အသေးစိတ်ကအစားဂရုစိုက်တယ်အဲ့ဒီနှခမ်းနီးပေးမှဆိုလို့အိုက်ကလေးတွေကိုတော့တေချာစီစဉ်ပေးချတာတဖေးဖေးနဲ့သူနာမည်ရလာတယ်အစည်းအဝေးတစ်ခုမှသူအမားလုံးမိပေမဲ့အဲ့ဒီအမားကိုပဲညံသုံးပြီး idea အသစ်အဖြစ်ပြောင်းလိုက်နိုင်တယ်အဲ့ဒီ idea ကနေထုတ်ကုန်အသစ်တစ်ခုပါထွက်လာခဲ့တယ် GM ကလည်းသူ့ကိုအမြင်ပြောင်းသွားတယ်ဒါပေမဲ့အန်နာကတော့ဒါအကုန်လုံးသူလှလို့ဖြစ်လာတာလို့ယုံနေတော့ပဲယုံစင်တော့အဝတ်လျော်ဆိုင်ကကောင်လေးကိုဖုံးဆက်တယ်ကောင်လေးကသူ့ကိုတော့မမှတ်မိဘူးဒါတောင်ညဘက်ဘာမှတွေ့ဖို့သူချင်းလိုက်သေးတယ်အဲ့ဒီဘာမှရေကူးပစုံပြန်ခွဲရှိနေတာသူဝင်ပြိုင်တာကိုမြင်တော့ကောင်လေးတော်တော်အံ့ဩသွားတယ်အန်နာမှာရေကူးပစုံမရှိတော့ဘောင်းမီကိုခောက်တင်ပြီးအောက်ခံတစ်ဖြူဝစ်တီရှပ်ကိုအပေါ်ပိုင်းဝတ်စုံလုပ်ပြီးစင်ပေါ်တက်သွားတာလူတွေအကုန်လုံးကသူ့ကိုထူးဆန်းသလိုဝိုင်းကြည့်နေတာကောင်လေးလည်းအရန်ကိုနေရခတ်သွားတာပေါ့ဒါပေမဲ့အန်နာကယုံကြည်မှုအပြည့်နဲ့ဟာတော့နော်ပြီးကလိုက်တော့စက္ကန့်ပိုင်းအတွင်းမှာပဲပွဲကြသွားရောကောင်လေးလည်းသူ့ပေါ်အမြင်တွေလုံးဝပြောင်းသွားတယ်သူတို့ဆက်တွေ့ကြအတူတူစားတော့ကြလမ်းလျှောက်ကြနဲ့ချိုမီးတဲ့ဆက်ဆံရေးလေးတခုစတင်လာခဲ့တယ်သူ့ရဲ့ career ကလည်းတရှိန်ထိုးတက်လာတယ်သူ့ရဲ့မူလ idea တွေက GM ကိုအရင်ဆွဲဆောင်နိုင်ခဲ့လို့ company တီထောင်တို့ကိုယ်တိုင်ကသူ့ကို Boston ခရီးစဉ်ကိုခေါ်သွားတယ် brand promotion ပွဲကြီးတစ်ခုမှာသူပါဝင်ရမှာလေသူစိတ်လှုပ်ရှားသလိုကြောက်လဲကြောက်နေတယ် Boston သွားတဲ့လီယင်ပေါ်မှာအောင်မြင်မှုကလက်တခမ်းမှလို့ခံစားလိုက်ရတယ်ဒီ promotion ပေါ်မှာပဲသူမျောလင့်ချက်ဒီအကုန်ပုံထားတာဟိုတယ်ရောက်တာနဲ့ဥက္ကဋ္ဌရဲ့ယုံကြည်မှုကိုစိတ်ပျက်စေမှာဆိုလို့သူ့ရဲ့ presentation ကိုထက်ခါတလဲလဲပြင်ဆင်နေတယ်အဲ့ဒီအချိန်မှာမချင်မဲ့ပဲတကောက်လာခောက်တယ်ဖွင့်ကြည့်လိုက်တော့ဥက္ကဋ္ဌရဲ့ညီဖြစ်နေတယ်သူကမိမကိစ္စရှုပ်တယ်လို့နာမည်ကြီးတဲ့သူလေဖုံးတုံးချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်လာပြီးစကားပြောရင်လက်ရဲစက်ရဲလွတ်လာတယ်အချိန်ကြီးကတော်တော်ကိုနေရခတ်လာတယ်ရုပ်တရက်ဆိုတော့အန်နာလည်းဘာလို့ရမှန်းမသိဘူးဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကိုသူသဘောပေါက်သွားတယ်အဲ့ဒီလူကသူ့ရဲ့အရေးချင်းကိုစိတ်ဝင်စားတာမဟုတ်ပဲသူ့ရုပ်လုံးကိုပဲစိတ်ဝင်စားနေတယ်ဆိုတာကိုပဲအရင်နိကလာတဲ့အချိန်မှာအန်နာတတိကပ်ပြီးနေမကောင်းချင်အောင်ဆောင်လိုက်တယ်ပြီးတော့ရင်းချင်းချင်းနဲ့ပဲသူ့ကိုအပြင်ပြန်ထွက်သွားအောင်လုပ်နိုင်ခဲ့တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာမဆုံးသေးဘူးစိတ်ကိုငြိမ်အောင်ထားပြီးရေချိုးခန်းနဲ့ဝင်သွားတယ်ပြန်ရခတ်နေတဲ့အချိန်ဆိုတော့မန်တကားကိုဝင်တိုင်းမိပြီးတတိလစ်သွားတယ်တတိပြန်ရလာတော့ရေချိုးခန်းထဲမှာရင်နှွေးငွေတွေပြည့်နေပြီအချိန်ဘလော့တောင်ကြာသွားမှမသိလိုက်ဘူးချိန်ထားတဲ့အချိန်မြောင်လော်ဘီကိုကမန်းကရန်ပြေးဆင်းသွားတယ်မှန်တယ်လဲကြည့်လိုက်ရောသူစွန့်အားသွားတယ်မှန်တယ်ကအရေးကသူ့ရဲ့ယုံကြည်မှုတွေကိုချက်ချင်းလွတ်ယူသွားတယ်လို့ပဲအဲ့ဒီပြည့်စုံတဲ့ခန္ဓာကိုယ်ကြီးမရှိတော့ဘူးသူအမြဲတမ်းတည်နေတဲ့သူ့ရဲ့မူလပုံစံပဲကြံတော့တယ်အဲ့ဒီချိန်ကျမှအလှတရားဆိုတာတကယ်မရှိခဲ့ဘူးဆိုတာသူနားလည်သွားတယ်ပြီးတော့ဒါကြီးကအမြဲတမ်းမခံနိုင်ဘူးဆိုတာကိုလည်းအတွင်းစိတ်နဲ့ထဲမှာသူသိနေခဲ့တာလေရှက်စိတ်အဖြစ်မကင်းတဲ့စိတ်နဲ့ထိတ်လန့်မှုတွေတပြိုင်နက်တည်းဝင်လာတယ်ဥက္ကဋ္ဌကိုရင်ဆိုင်ဖို့တက်တီတွေအကုန်ပျောက်သွားတယ်လောက်ခေါ်ကိုင်းပတ်တရကိုပဲစာရွက်စာတမ်းတွေတင်ခိုင်းလိုက်ပြီးအိမ်ကိုကြပြရပြန်လာခဲ့တယ်တိုက်ခန်းထဲရောက်တော့သူ့ကိုသူလုံးဝအကျယ်ချုပ်ချလိုက်တော့တာလေဖုန်းလည်းမကိုင်ဘူး message တွေလည်းမစစ်ဘူးသူ့ရဲ့ကောင်လေးကိုလည်းဒီလိုပုံစံနဲ့ပေးမတွေ့ရတော့ဘူးဒါပေမဲ့ကောင်လေးကလက်မလျှော့ဘူးစနေတနင်္ဂနွေမှာတွေ့ရအောင်လို့အတင်းပြောတယ်အန်တာအကြာကြီးတုံဆိုင်နေခဲ့တယ်နောက်ဆုံးမှသူသဘောတူလိုက်ပါတော့တယ်နောက်ဆက်တွဲဘာဆက်ဖြစ်မလဲဆိုတာကတော့